ကောက်တောင်းမြို့မှာအသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရင်းနဲ့ကျေးလက်နေပြည်သူတွေရဲ့မိသားစုဝင်ငွေတိုးရေးစီမံကိန်းအတွက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးစက်ပစ္စည်းပေးရပွဲကိုဇူလိုင်လ23ရက်နေ့ကကျင်းပခဲ့ပြီးတနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစောနိုင်ဦးနဲ့တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးတွေလွှတ်တော်ကိုယ်စားလှယ်တွေဌာနဆိုင်ရာတာဝန်ရှိသူတွေတက်ရောက်ခဲ့ကြပါတယ်။အခမ်းအနားမှာဝန်ကြီးချုပ်ဦးစောနိုင်ဦးက MSME လုပ်ငန်းတွေဟာပြည်သူတွေအတွက်အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးနိုင်တဲ့အဓိကစီးပွားရေးကဏ္ဍဖြစ်ပြီးတနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ MSME လုပ်ငန်းဖွံ့ဖြိုးရေးကျေးလက်ဒေသအလုပ်အကိုင်တိုးချဲ့ရေးလူငယ်နဲ့အမျိုးသမီးတွေရဲ့စီးပွားရေးလုပ်ငန်းတွေမှာပါဝင်ဆောင်ရွက်မှုမြင့်မားလာရေးနဲ့မိသားစုဝင်ငွေတိုးတက်ရေးကိုအလေးထားဆောင်ရွက်နေတယ်လို့ပြောကြားခဲ့ပါတယ်။ဒီကနေ့ပေးရတဲ့လုပ်ငန်းသုံးစက်ပစ္စည်းတွေဟာပစ္စည်းပေးရတာတခုတည်းမဟုတ်ပဲတင်နန်းသူတင်နန်းသားတွေရဲ့အနာဂတ်စီးပွားရေးလုပ်ငန်းစတင်နိုင်မှုအခြေခံအုတ်မြစ်တစ်ခုဖြစ်တယ်လို့လည်းဆိုပါတယ်။ဒါ့အပြင်စက်ပစ္စည်းလက်ခံရရှိသူတွေဟာမိမိတို့ရဲ့လုပ်ငန်းတွေကိုအောင်မြင်အောင်ကြိုးပမ်းဆောင်ရွက်ပြီးတော့မိသားစုသားမကဒေသအတွက်ပါကြိုးပြုနိုင်တဲ့စံပြအသေးစားလုပ်ငန်းရှင်တွေဖြစ်လာအောင်ကြိုးစားကြဖို့ကိုလည်းတိုက်တွန်းပြောကြားခဲ့ပါတယ်။ဆက်လက်ပြီးပူလုံးတုံးကျေးရွာခမောက်ကြီးမြို့နယ်ရွှေပြည်သာရက်ကွက်တို့မှာဖွင့်လှစ်ခဲ့တဲ့အမျိုးသမီးဝင်ငွေတိုးရေးလူငယ်အလုပ်ကိုင်ဖန်တီးရေးနဲ့အသေးစားစီးပွားရေးလုပ်ငန်းဖွံ့ဖြိုးရေးစီမံကိန်းတင်နန်းတွေမှာထူးခြားစွာအောင်မြင်ခဲ့တဲ့တင်နန်းသားတင်နန်းသူစုစုပေါင်း15ဦးကိုဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးစက်ပစ္စည်းတွေကိုပေးအပ်ချင်းမြင်ခဲ့ကြပါတယ်။အခမ်းအနားပြီးမှာတော့ဝန်ကြီးချုပ်နဲ့တာဝန်ရှိသူတွေကတင်နန်းသူတင်နန်းသားတွေနဲ့အတူစုပေါင်းမှတ်တမ်းတင်တပ်ပုံရိုက်ကူးခဲ့ကြပြီးတော့ပေးအပ်ထားတဲ့လုပ်ငန်းသုံးစက်ပစ္စည်းတွေကိုလှည့်လည်ကြည့်ရှုအားပေးစကားတွေပြောကြားခဲ့တယ်လို့သတင်းရရှိပါရခင်ဗျာ။